အေးဆက်လာတဲ့နန်းဆောင်ရဲ့ညာချမ်းမှာစစ်သူကြီးသမီးတော်ကြောက်လင်းရန်ဟာတစ္ဆာဖောက်မှုတွေကြားအထီးကျန်စွာရှိနေခဲ့ပါတယ်။သူမယုံကြည်ခဲ့ရတဲ့ညီမအရင်ကြောက်မိန်ကမိဖုရားခေါင်ကြီးရဲ့ဝတ်စုံကိုဝတ်ဆင်ပြီးသူမရဲ့နာကျင်မှုကိုလှောင်ပြောင်ဖို့ရောက်လာခဲ့တယ်။တစ္ဆာဖောက်မှုရဲ့ခါးသီးမှုကိုခံစားရင်ကြောက်လင်ရန်ဟာသွေးတွေအန်ကနောင်ဘဝမှာကလဲစားချေဖို့ကျိန်ဆူပြီးကွယ်လွန်သွားခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာကသူမကိုဒုတိယအကြိမ်ခွင့်ရေးပေးခဲ့ပါတယ်။ကြောက်လင်ရန်ဟာအသက်16နှစ်အရွယ်ကိုပြန်လည်နိုးထလာခဲ့တယ်။မှန်ထဲမှာမြင်နေရတဲ့နှုတ်ပြိုတဲ့ပုံရိပ်ကိုကြည့်ရင်ဒီတစ်ချိန်မှာတော့သူမဘသူကိုမှအနိုင်ကျင့်မခံတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။နှွေဦးပန်းပွဲတော်နေ့မှာကြောက်မိန်ဟာအရင်ဘဝကလိုပဲသူမကိုရေကန်နဲ့တွန်းချဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လင်ရန်ကအตาအရာရှောင်တိန်လိုက်တဲ့အတွက်ကြောက်မိန်ကိုယ်တိုင်သာရေထဲကိုပြုတ်ကျသွားခဲ့ရတယ်။ဒီမြင်ကွင်းကိုကြည့်နေတဲ့ဒုတိယမင်းသားရွှေဟာသူစီစဉ်ထားတဲ့အကွက်တွေပျက်စီးသွားတာကြောင့်အံ့ဩတုန်လှုပ်သွားခဲ့ပါတယ်။ကလဲစားချေမှုအောင်မြင်ဖို့အတွက်လင်ရန်ဟာအာဏာရှိတဲ့တတမမင်းသားရဲ့နဲ့လှုပ်ဝက်စွာတွေ့ဆုံခဲ့ပါတယ်။သူမရဲ့ထက်မြက်တဲ့အစီအစဉ်တွေကမင်းသားရဲ့ကိုစိတ်ဝင်စားသွားစေပြီးသူတို့နှစ်ဦးကြားမှာခိုင်မာတဲ့မဟာမိတ်တစ်ခုဖြစ်ပေါ်လာခဲ့တယ်။လင်ရန်ဟာသူမရဲ့မိသားစုစစ်တပ်ကိုတိတ်တဆိတ်လေ့ကျင့်ပေးရင်ရန်သူတွေကိုတိုက်ခိုက်ဖို့အသင့်ပြင်ဆင်နေပါတယ်။တစ်ချိန်တည်းမှာပဲမင်းသားရဲ့နဲ့လင်ရန်တို့ကြားကချစ်ချင်းမေတ္တာဟာလည်းတဖြည်းဖြည်းနှက်ဆိုင်လာခဲ့ပါတယ်။မင်းသားရွှေအာနာသိမ့်ဖို့ကြိုးစားချိန်မှာတော့လင်ရန်ရဲ့စစ်တပ်ကအချိန်ကိုက်ဝိုင်းရံထားလိုက်နိုင်ပါပြီ။မင်းသားရွှေနဲ့ကြောက်မိန်တို့ဟာသူတို့ကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက်နောင်တရစွာနဲ့ဖန်ဆီးခြင်းကိုခံလိုက်ရတယ်။နောက်ဆုံးမှာတော့မင်းသားရဲ့ဧကရစ်အဖြစ်နန်းတက်ပြီးလင်ရန်ဟာလည်းဂုဏ်သိက္ခာရှိတဲ့မိဖုရားခေါင်ကြီးဖြစ်လာခဲ့ပါတယ်။သူတို့နှစ်ဦးဟာနန်းတော်အမြင့်ကနေပြီးအင်ပါယာတစ်ကြီးကိုအတူတူကြည့်ရှုရင်းငြိမ်းချမ်းတဲ့အနာဂတ်ကိုတည်ဆောက်ခဲ့ကြပါတယ်။